တနေ့မှာတော့မိန်းကလေးဟာသူတွေ့ထားတဲ့ဖန်ပလင်းဟောင်းလေးကိုဖွင့်လိုက်တဲ့အချိန်မှာပဲတကိုယ်လုံးတုံသွားရလောက်အောင်လန့်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပလင်းထဲကနေလူပူလေး9ယောက်ဟာအပြင်ကိုခုန်ထွက်လာလို့ပါပဲပိုပြီးအံ့ဩဖို့ကောင်းတာကဒီလူသားသေးသေးလေးတွေဟာကျွန်တော်တို့လိုပဲတကယ်ကိုစကားပြောနိုင်ကြတာပါ။မိန်းကလေးဟာဒီလူပူလေးတွေကိုတနာတာကြောင့်သူမရဲ့အဝတ်ဟောင်းတွေကိုရှာဖွေပြီးဝတ်စုံအသစ်လေးတွေဖန်တီးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဝတ်စလေးတွေကိုပေတံနဲ့တေချာတိုင်းစိတ်ရှည်လက်ရှည်နဲ့ချုပ်လုပ်ပေးနေရင်မတော်တဆအပ်နဲ့လက်ချောင်းကိုထိုးမိသွားပါတယ်။နာကျင်လွန်းလို့မျက်ရည်တောင်ဝဲသွားပေမဲ့လူပူလေးတွေရဲ့စိုးရိမ်တကြီးကြည့်နေတဲ့မျက်နှာလေးတွေကိုမြင်တော့သူမလက်မလျှော့ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူတို့လေးတွေအတွက်အရန်လာတဲ့ဝတ်စုံလေးတွေနဲ့အတူနေစရာအိမ်သေးသေးလေးတစ်လုံးကိုပါထုတ်ပေးလိုက်ပါတယ်။လူပူလေးတွေဟာသူတို့ရဲ့အိမ်သစ်လေးကိုကြည့်ပြီးကျဉ်နဲ့ပျော်ရွှင်နေကြတာပေါ့။နောက်တစ်နေ့မှာတော့မိန်းကလေးဟာဒီလူပူလေးတွေကိုသူ့စပင်ကြားထဲမှာဝက်ပြီးကျောင်းကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့အတန်းထဲမှာသူတို့လေးတွေကတီးကျင်စိတ်နဲ့မေးခွန်းတွေတွတ်တွတ်မေးနေကြလို့ဆရာကတခုခုကြားသွားပုံရပြီးလိုက်ရှာနေတာကြောင့်မိန်းကလေးကပြရင်တထိတ်ထိတ်နဲ့စိုးရိမ်နေခဲ့ရပါတယ်။ဒါပေမဲ့အဆိုးဆုံးကတော့အိမ်မှာကြံခဲ့တဲ့အခြေအနေပါပဲမိန်းကလေးမရှိခိုက်သူမရဲ့အကိုဖြစ်သူဟာအခန်းထဲကိုခိုးဝင်လာခဲ့ပါတယ်လူပူလေးတွေဟာအိမ်လေးထဲမှာငြိမ်ပြီးပုန်းနေကြပေမဲ့အကိုဖြစ်သူကခွေးကိုအခန်းထဲဝင်ခိုင်းပြီးအနံ့ခံခိုင်းလိုက်ပါတယ်အနံ့ခံကောင်းတဲ့ခွေးကြီးဟာလူပူလေးတွေရှိတဲ့အိမ်ငယ်လေးကိုတွေ့သွားပြီးအကိုဖြစ်သူကခွေးကိုစပွဲပေါ်တင်ပေးလိုက်တဲ့အခါမှာတော့ခွေးရဲ့နှာခေါင်းကြီးဟာအိမ်ထဲကိုတဲ့တိုးဝင်သွားပါတော့တယ်အထက်ကလူသားသေးသေးလေးတွေခပြကြောက်လွန်းလို့အသက်ရှူဖို့တောင်မေ့နေကြရှာပါတယ်ရုတ်တရက်ခွေးကြီးကအိမ်လေးကိုကိုက်ပြီးပြင်းပြင်းထန်ထန်လှုပ်ခါလိုက်တဲ့အခါလူပူလေးတွေကပြကဘာကြီးချာချာလဲနေတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးတစ်ယောက်ကခွေးကိုဓာတ်နဲ့ဟန်ပြင်းထိုးလိုက်တာကြောင့်ခွေးကနာကျင်စွာနဲ့အိမ်လေးကိုလွှတ်ချလိုက်ပါတယ်မိန်းကလေးငယ်ဟာဝါဝါဖိုင်ဖိုင်ကောင်လေးကိုမြောက်တင်ပေးပြီးတကားချက်ကိုပိတ်ဖို့ကြိုးစားပေမဲ့ခွေးကပြတင်းပေါက်စီခုန်တက်ပြီးတကားဖွင့်ဝင်လာပြန်တယ်မိန်းကလေးအိမ်ပြန်ရောက်လာတဲ့အခါမှာတော့လူပူလေးတွေကတယောက်ပြောက်နေတာကိုသတိထားမိလိုက်ပါတယ်ပျောက်သွားတဲ့လူပူလေးကိုရှာဖို့မိန်းကလေးဟာပြတင်းပေါက်ကနေအောက်ကိုဆင်းနေတဲ့အချိန်ကံမကောင်းစွာနဲ့ပဲအကိုဖြစ်သူကမိသွားပါတယ်လူပူလေးတွေဟာလည်းအမြန်ပုံးအောင်မှုစူးစမ်းကြပေမဲ့သူတို့ကိုပါထပ်တွေ့သွားပါတော့တယ်အခုဖြစ်သူအမှန်တရားကိုသိသွားတဲ့အခါမှာတော့မိန်းကလေးဟာပျောက်ဆုံးနေတဲ့လူပူလေးကိုရှာဖွေဖို့သူ့အကိုနဲ့အတူလိုက်သွားရပါတော့တယ်သူတို့ပြန်တွေ့နိုင်မှာမလားဆိုတာကိုတော့နောက်ပိုင်းမှာဆက်လက်ကြည့်ရှုဖို့ဖော်လို့လုပ်ထားပေးကြပါဦးနော်